ကိုရှေးကြပြီးယဉ်ကျေးမှုမြင့်မားတယ်လို့ထင်နေတဲ့ရခိုင်လူမျိုးများသူမင်းတို့ပြောနေတဲ့ရခိုင်ရိုးရာကျင်ဆိုတာဘဂလီတဲ့ရိုးရာကစားနေပါပဟယ်ဝနီအော်ခွစ်တီလို့ခေါ်ပါတယ်မင်းတို့ပြောနေတဲ့ရခိုင်တို့ရဲ့လက်ကောင်းစေတဲ့ဗျာလာဆိုတာဟိန္ဒူကလားတွေရဲ့ရိုးရာပါဗျာလာဆိုတဲ့အမည်ကဟိန္ဒူအခေါ်အဝေါ်ဖြစ်ပါလေဟိန္ဒူအယူအဆမှာဗျာလာ16မျိုးခန့်ရှိပါလေမင်းတို့ပြောနေတဲ့ရခိုင်စီတော်ဆိုတာကလားတွေရဲ့အသုံးဆောင်ပုံဖြစ်ပါလေဘုံတီးတဲ့အတန်လေးကအစပုံတူကူးထားတာပါမင်းတို့ဝတ်နေတဲ့ရခိုင်ရိုးရာဝတ်စုံဆိုတာ19ရာစုနောက်ပိုင်းရောက်မှဗမာဝတ်စုံကိုခိုးယူပြီးရခိုင်ဝတ်စုံအဖြစ်ဖန်တီးထားတာပါချိတ်ထမီအစင်ဝတ်စုံဒီဇိုင်းကအစအကုန်ကူးထားတာပါစွန်းအုပ်နဲ့တနက်ခါလေးတောင်အစ်စ်ပါသွားသေးတယ်ဟဲတမိုင်းမတန်းတဲ့အရာရခိုင်တွေဟာကလားလိုဝတ်တာပါမင်းတို့ပြောတဲ့ရခိုင်စကားဆိုတာဗမာစကားကိုခိုးယူထားတာပါဒါကငါပြောတာမဟုတ်ဘူးနော်ပညာရှင်တွေပြောတာပါရခိုင်ပြောနေတဲ့တပ်ဖက်ဘောမန်ဘာသာစကားစီစဉ်ရလမ်းကြောင်းကမြောက်ဖြတ်ဘက်ကစီစဉ်လာတာဖြစ်ပါလေရခိုင်ကစတဲ့စကားမဟုတ်တယ်လို့အိန္ဒိယတိုက်ဘက်ကလာတဲ့ဘာသာစကားလည်းမဟုတ်ပါဘူးဒါဆိုရခိုင်တွေကတပတ်ဘောမန်အုပ်စုဝင်တွေမဟုတ်ဘူးလားလို့မေးစရာရှိပါတယ်အခုနောက်ပိုင်းတွေ့ရှိတဲ့သိပ္ပံနည်းချက်သမိုင်းအထောက်ထားတဲ့အရာရခိုင်တွေဟာတပတ်ဘောမန်အုပ်စုတွေမဟုတ်ပါဘူးဥပမာအနေနဲ့ပြောရရင်အမေလီယန်တွေကအင်္ဂလိပ်စကားပြောလို့အင်္ဂလိပ်တွေကဆင်းသက်လာတာလို့ပြောလို့မရသလိုပါပဲရခိုင်လူမျိုးတွေဟာကလားတွေ9မေရာခိုင်နှုန်းပါဝင်တဲ့ကလားတွေနောတွေဖြစ်ပါပဲရခိုင်တွေရဲ့ရုပ်ရည်နဲ့အသားအရောင်ကိုကြည့်ပါအဲ့အကြောင်းကိုပြီးမှဆက်ရှင်းပြပါမယ်မင်းတို့ကိုမင်းတို့ arrogant ဆိုပြီးဂုဏ်ယူနေတဲ့ arrogant အမည်က Arabic နဲ့ Persian ပေါင်းစပ်ထားတဲ့ကလားစကားကဆင်းသက်လာတာဖြစ်ပါတယ်ဒါဆိုရင်ရခိုင်တွေမှာကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်ပိုင်အမှတ်ဒါဘာကြောင့်မရှိတာလဲအဖြေကရှင်းပါတယ်ရခိုင်ဆိုတာ arrogant ဒေတာကိုနောက်မှပေါက်ပြီးနောက်မှရောက်လာတာလို့ပါပဲမှန်ပါတယ်ရခိုင်ဆိုတာနောက်မှပေါ်ပေါက်လာတာပါရခိုင်ကျင်းသမိုင်းပညာကျင်းများကရခိုင်ဆိုတာဘလို့ရှိကြကြောင်းဘလို့တော်ကြောင်းလိန်ညာပြောဆိုနေပြီမင်းပညာရှိပြီးအသိဉာဏ်ကျော်ဝတဲ့ဖိဘသမိုင်းပညာရှင်များကတော့ရခိုင်သမိုင်းနဲ့ပတ်ကရီဒီလို့ဆိုထားပါတယ်တေ British သမိုင်းပညာရှင် Maurice Collis ရခိုင်ဆိုတာ80ဟွန်းရကုစေခုမနဲ့ခါမှာ Arakan data ခက် data ခန်းကလားပေါင်းစုံနဲ့မွန်ဂိုတွေတွဲနော်ပြီးပေါ်ပေါက်လာတဲ့လူမျိုးတိဖြစ်ပါတယ်ရခိုင်သမိုင်းဟာထိုအချိန်မှစပါတယ် Arakan data ရဲ့မူရင်း data ခန်းတွေကကလားတွေပါ Arakan data ရဲ့ပထဝီအနေထားအရပင်လယ်ကမ်းစားဖြစ်တာကြောင့်ရှေးရခင်ဘက်ကရေမြောကမ်းနဲ့လူမျိုးပေါင်းစုံနေထိုင်ရာ data ဖြစ်ခဲ့ပါတယ် Arakan data ဟာအိန္ဒိယတိုက်နဲ့တဆက်တည်းရှိနေတာကြောင့်ရှေးကြတဲ့အိန္ဒိယတိုက်ကလားပေါင်းစုံတို့ရဲ့ဌာနေဒေတာဖြစ်ခဲ့ပါတယ်။ယခင်အိန္ဒိယတိုက်သည်အလွန်ကျယ်ပြန့်ကြီးမားခဲ့သည်ဘင်္ဂလားဒေ့ရှ်၊နေပေါ်၊ပါကစ္စတန်၊အာဖဂန်နစ္စတန်စသည့်နိုင်ငံတွေပါဝင်ပါတယ်။နှင့်နိုဘယ်ဆင်က British သမိုင်းပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။1980ပြည်လွန်နှစ်တွေမှာမြန်မာပြည်သို့လာရောက်ကသမိုင်းသုတေသနမှုလုပ်ခဲ့ပါတယ်။သူကရခိုင်သမိုင်းတွေ့ရှိချက်ကတော့ Arakan ဝေတာလိခေတ်မှာရခိုင်ဆိုတာမရှိသေးပါဘူးဟိန္ဒူတွေဘင်္ဂလီတွေနဲ့အိန္ဒိယတိုက်ကလားပေါင်းစုံပဲရှိသေးပါတယ်သူက Partially an Indianization of Arakan ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်ဘုရားရှင်လက်ထက်မှာဝေတာလိနဲ့ Arakan ဒေသကဝေတာလိကခေတ်မတူပါဘူးဘုရားရှင်လက်ထက်ကအိန္ဒိယဝေတာလိက BC 900ခန့်ဖြစ်ပြီး Arakan ဒေသကဝေတာလိကတော့ AD 400ရာစုမှာ10ရာစုအတွင်းဖြစ်ပါတယ်တုံးကတော့ဒေါက်တာ H.E. Johnston အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ် Balliol College မှာအရှေ့တိုင်းဆိုင်ရာပါမုခကြီးဖြစ်ပါတယ်။အာနန္ဒာဆွင်းကျောက်စာကိုစတင်ဖတ်သူဖြစ်ပါတယ်။အာနန္ဒာဆွင်းကျောက်စာကိုစတင်ဖတ်သူမှာရခိုင်ဂျင်းဒလိုင်ပညာရှင်များမဟုတ်ပါဘူး။သူတို့မဖတ်တတ်ပါဘူး။အာနန္ဒာဆွင်းကျောက်စာနဲ့ပတ်သက်ပြီးသူ့ရဲ့တွေ့ရှိချက်ကတော့ကျောက်စာမှာပါတဲ့အခရာလေးကတက္ကသဘာသာစကားများရေးထိုးထားသလိုဘင်္ဂလီအခရာတွေပါပါဝင်ပါတယ်။ယနေ့ရခိုင်တို့ခေါ်ဆိုတဲ့လူမျိုးများနဲ့လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး။ဝကြတိဆော့ပုံချင်းလည်းလုံးဝမတူညီပါဘူးဒီလောက်ဆိုရခိုင်တွေကိုအဆင့်ကိုတိလောက်ပါပြီ Arakan ဆိုတာရခိုင်အမည်မဟုတ်သလိုရခိုင်ပြည်လည်းမဟုတ်ပါဘူး Arakan ဒေသမှာတွေ့ရှိတဲ့သမိုင်းအထောက်အထားမှန်သမျှကိုလည်းရခိုင်ပိုင်မှာလို့ပြောလို့မရပါ